ဒါပေါသားတွေမရကုန်ပြီလားဟုတ်ပါပြီခုနကဆရာမဟိုနောက်ကဖွားကြီးလျောက်ကျန်နေခဲ့ပါပြီဟိုမှာပါတောင်မတက်နိုင်တဲ့နေရာဟိုအောင်မှာပါဟုတ်ကဲ့ပါလို့ပြောပါတယ်ဟာပြောတယ်မိုးတယ်ဒါကဖိုးသားလေးပါဖိုးသားလေးကဘယ်လောက်ဆွဆွပဲတက်မယ်နေအောင်မနေတက်နေရပါတယ်ဒါတော့ကြောက်ကူကနေမှနမ်းမြင်ရတဲ့ကန်ကြီးရွာရဲ့အလှဖြစ်ပါတယ်လို့မင်းလာကန်ကြီးဘာဝအလှတရားတွေနဲ့ပြည့်နှံ့နေပါတယ်နော်မောပါတယ်ခင်ဗျာတောက်တက်ချင်းလူပညာလို့ခေါ်ပါတယ်